2026 ခုနှစ်ကမြန်မာနိုင်ငံကြီးရဲ့နိုင်ငံရေးအခြေအနေတည်အရန်ကိုရှုပ်ထွေးပွေလီတဲ့နှစ်လို့ပြောလို့ရပါတယ်ကျွန်တော်2026ရဲ့တစ်နှစ်စာဟောဇနန်ထဲမှာကျွန်တော်ရေးပြထားတဲ့အရာတွေရှိပါတယ်မဖတ်ရသေးဘူးဆိုရင်သွားဖတ်ကြည့်လို့ရပါတယ်အဲ့တော့အဲ့ထဲမှာကျွန်တော်ရေးပြထားတဲ့အများကြီးရှိတယ်အဲ့ဒါတွေကိုကျွန်တော်ထည့်ပြီးပြောချင်သေးဘူးထပ်ပြောချင်တာကနိုင်ငံရေးကိစ္စနိုင်ငံရေးဆိုတာဘာကိုပြောရလဲဆိုတော့အစိုးရအပြောင်းလဲအစိုးရကိစ္စရပ်တွေကိုပြောချင်တာနော်အစိုးရကိစ္စအစိုးရအပြောင်းလဲအစိုးရကိစ္စရပ်တွေကိုပြောချင်တာအဲ့တော့အခုမြန်မာနိုင်ငံမှာအစိုးရနဲ့ပတ်သက်ပြီးတော့စစ်အစိုးရရှိမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ NUG အစိုးရတို့စသဖြင့်အစိုးရတွေရှိပါလိမ့်မယ်အဲ့တော့နိုင်ငံရေးထဲမှာရှိနေတဲ့အပြောင်းလဲတွေကဒီနှစ်ကကျွန်တော်ပြည်သူတွေကိုပွဲကြီးပွဲကောင်းဖြာကြီးကြီးခင်းပြီးတော့ဖြာလေးကိုထိုင်ပြီးတော့ထိုင်တာကြည့်နေဖို့အကောင်းဆုံးနှစ်လို့ကျွန်တော်ပြောထားတယ်တကယ်လဲတစ်လပိုင်းနှစ်လပိုင်းသုံးလထဲတော့မရောက်သေးဘူးအရန်ကိုရှုပ်ထွေးပေလူတဲ့ပုံစံတွေအများကြီးဖြစ်ပေါ်လာတယ်ရွေးကောက်ပွဲကပြီးသွားပြီပေသီးအစိုးရကိုဘယ်လိုတင်ရမလဲခုချိန်ထိခွဲခြားမစောင့်ဖြတ်သေးဘူး NUG အစိုးရလက်ထက် NUG အစိုးရပတ်ပါလဲဟိုကိစ္စဖြစ်လို့ဒီကိစ္စဖြစ်လို့ပြီးသွားရင်ငကားကလည်းခါတယ်အလင်းဝင်သွားတယ်တစ်သက်လုံးတိုက်ခိုက်ပြီးနေတဲ့သူကလည်းအလင်းဝင်သွားတယ်ကြည့်ပြောရမယ်ဆိုရင်ဒါဒီ2026မှာနှစ်လလို့ခေါ်တဲ့အတိုင်းအတာတစ်ခုထိမှာပိုးစိုးပတ်ဆက်ကြီးဖြစ်သွားတယ်လို့ပြောလို့ရတယ်တဘောကတော့အဲ့တော့ဟိုပြောရမယ်ဆိုရင်ထပ်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီမြို့ကြီးပြာကြီးလို့ခေါ်တဲ့ရန်ကုန်မန္တလေးစသဖြင့်မြို့ကြီးယာကြီးတွေမှာတော့ကြီးကြီးမားမားပြက်နာလေးတွေတက်လာဖို့မရှိဘဲနဲ့လို့နယ်စောနယ်ဖျားတွေမှာတော့နည်းနည်းလေးရှုပ်ထွေးလာမဲ့ရိပ်ရောင်တွေအများကြီးတွေ့နေရတယ်2026ခုနှစ်မှာပေါ့နော်အဲကြောင့်မလို့2026ခုနှစ်မှာပြည်သူတွေအနေနဲ့ပေါ့နော်ပြောရမယ်ဆိုရင်နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်နေတဲ့ကိစ္စတွေမှန်များအားလုံးကိုပွဲထိုင်ကြည့်ပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပွဲထိုင်ကြည့်ပွဲတာထိုင်ကြည့်နော်နောက်ထပ်ကျတော့ပြည်သူတွေရဲ့ပြဿနာကိုပြည်သူတွေပဲဖြေရှင်းရပါလိမ့်မယ်ကိုကိစ္စကိုကိုဟာဖြေရှင်းရလိမ့်မယ်ရဲလို့စစ်သားလို့ဘာလို့ကိုအားကိုလို့လည်းရမှာမဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးအဲ့ဒါလည်းရင်တော့လည်းမအားကိုခဲ့ပါဘူးဟုတ်တယ်မလားပတ်စံပေးလိုက်တော့ရတယ်ဒီဘက်ခေတ်ကအဲ့တော့ပြီးရဲ့အခါမှာအစိုးရကလည်းနော်စစ်ကောင်စီကနေပြီးတော့မှလည်းသူ့လူသူနိုင်သွားတာကိုမှသူ့လူကိုတော့မှပဲလူကိုဘလို့ထိုးတင်ပေးရမယ်မသိဘူးဘာကြောင့်လဲဆိုတော့ထိုးတင်ပေးလိုက်တဲ့သူကကျွန်တော်တို့ဦးတန်းရွှေအစိုးရကဦးသိန်းစိန်အစိုးရရှိကိုလက်လွဲပြီးပေးလိုက်တဲ့အခါမှာဦးသိန်းစိန်အစိုးရကဦးတန်းရွှေအစိုးရရဲ့စကားကိုနာခံတတ်တဲ့လူမျိုးတွေမှာပါတယ်နော်ဒါပေမဲ့အခုစစ်ကောင်စီနဲ့သူရွေးချယ်ပေးလိုက်မဲ့သူတွေကသူ့အရေးသူ့ကိစ္စကိုနောက်ပိုင်းကျရင်အာခံမဲ့သူမျိုးလို့တန်တရားရှိနေတဲ့အတွက်ကြောင့်မလို့အစိုးရအသေးတစ်ခုပေါ်မှာပေးရတဲ့အပေါ်မှာအယမ်းကိုဖြာများနေပါတယ်ဘယ်သူပေးပါကိုပေးရမှန်းလည်းမသိပါဘူးပြောရမယ်ဆိုရင်ဟိုဒီလိုမျိုးပေါ့ပြောရမယ်ဆိုရင်တော့ပုံလင်းလင်းပြောရရင်လက်ရှိကာကြော်ကြီးလို့ပြောနေတဲ့မဟာလာကအရင်ပေါ့နော်ဦးတန်းရွှေလိုမျိုးဩဇာအာဏာကအလောက်ဖြစ်ထုံးတဲ့သူမဟုတ်ဘူးပြောရမယ်ဆိုရင်ဦးတန်းရွှေအစိုးရလက်ထက်မှာဆိုဦးတန်းရွှေ87နေခုချိန်ထိတိုင်အောင်တက်တိဆင်ရှားရှိနေတော့ပဲဟုတ်တယ်နော်အသက်ရှိတိုင်းရှိနေတယ်ဂျိုဆိုးကြီးကအသက်ရှိတိုင်းရှိနေတယ်ဟိုဒါမဲ့လေဂျိုဆိုးချင်းရှင်တဲ့အခါမှာတော့နောက်ကတက်လာတဲ့ဂျိုဆိုးတွေကနောက်ကပွင့်တဲ့ကြာဝင်တွေကပိုဆိုးတာပိုဒုက္ခပိုပေးတာသိတာပါတယ်အဲ့တော့ပြောရမယ်ဆိုရင်လူတွေမှာစီးစွာရှိပါတယ်သူစီးကိုစီးရှိကြတယ်မဟာလာကြတော့စီးတွေအကုန်လုံးချိုးဖျောက်ထားတာလို့မြင်တယ်အဲ့တော့ကြောင့်မလို့ဘယ်လိုခေါ်လဲဆိုတော့သူ့လိုသူချင်းချင်းကိုလည်းမညာတာဘူးသူ့မှာလည်းယုံကြည်ရမယ်ဆိုတဲ့လူမျိုးကလည်းမရှိဘူးအဲ့လိုမရှိရတဲ့အခါကျတော့အစိုးရတစ်တရက်ကိုပေါ်မှာသူယုံကြည်စွာအပ်နိုင်ဖို့သူတမအခွင့်သူ့မှာအရာကြီးစဉ်းစားနေရတယ်ပေါ့အဲ့ဒါလေးနည်းနည်းရှိတယ်ဒါပဲဖြစ်ဖြစ်အစိုးရတစ်တစ်ခုတော့တက်လာပါဘယ်လိုပုံစံနဲ့တက်လာမလဲဆိုတော့မပြောတတ်ဘူးအဲ့တော့အစိုးရတစ်ခုတက်လာမယ်ဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့အဲ့ဒီအစိုးရတစ်ကပေးတဲ့အရာကိုဘယ်လိုယူမလဲဘယ်လိုရအောင်ယူမလဲဘယ်လိုအခွင့်အရေးမျိုးရှိလာမလဲစီးပွားရေးနဲ့ပတ်သက်တဲ့အခွင့်အရေးကောင်းတွေအများကြီးဖြစ်လာလိမ့်မယ်နော်စီးပွားရေးနဲ့ပတ်သက်တဲ့အခွင့်အရေးကောင်းတွေအများကြီးရှိလာလိမ့်မယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ရလက်ကောင်းတွေအများကြီးရလာလိမ့်မယ်အဲ့ဒါကိုအသုံးချကြကျွန်တော်တို့လိုအပ်နေတာစီးပွားရေးနဲ့ပတ်သက်ပြီးတော့စီးပွားရေးကောင်းမှုရဲ့လှုပ်စားလုတ်ကင်စားတောက်နေတဲ့အရာတွေဆင်ပြေလာဖို့ရပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီဒေါ်လာတွေရွှေဈေးတွေလည်းဒီနှစ်ကုန်ဝင်းချင်လောက်ဆိုရင်တော့နည်းနည်းလေးဒီနှစ်အစလာနီးပါထက်တော့အများကြီးကျလာလိမ့်မယ်တိတိကျကျလာလိမ့်မယ်ကောင်းလာလိမ့်မယ်ပေါ့အဲ့ဒါအပြင်ကိုပွဲကောင်းကောင်းကြည့်ပါပွဲကောင်းကောင်းကြည့်ပါဒီနှစ်ကထိုင်ကြည့်နော်တကယ်ထိုင်ကြည့်ကျွန်တော်ထိုင်ကြည့်လို့အလကားပြောတာမဟုတ်ဘူး
နော်ထိုင်ကြည့်ဆိုပြီးလက်ကားပြောတာမဟုတ်ဒီနှစ်ကအရန်ကိုအားကောင်းတဲ့နှစ်ပါကျွန်တော်ပြည်သူတွေဟာတော်လန်ရေးအဖွဲ့ကနိုင်ပါလားလို့ဘာလို့အဲ့ဒါနဲ့ပတ်သက်ပြီးပြောချင်တာမဟုတ်ဘူးနိုင်ငံရေးအဖွဲ့အစည်းကြားထဲမှာဖြစ်နေတဲ့အပုတ်အပွားတွေအများကြီးမြင်ရလိမ့်မယ်အကုန်လုံးမြင်ရမှာနော်အစိုးရလို့ကိုတတ်မှတ်နေကြတဲ့အဖွဲ့အစည်းအကုန်လုံးကမြင်နေရမှာအဲ့တော့ထိုင်ကြည့်နေပွဲပဲထိုင်သာကြည့်မမောမပန်းနိုင်အောင်မြင်လိမ့်မယ်တစ်လောက်ကိုတစ်ခုတည်းမနေဘူးနှစ်ခုတည်းမနေဘူးသုံးခုတည်းမနေဘူးအများကြီးမြင်ရလိမ့်မယ်ထိုင်ကြည့်နေပြီးရင်ဘာရလဲရတဲ့ဟာကိုယူစရာရှိရယူခွင့်ရေးကိုသုံးစရာရှိရသုံးချက်အားလုံး2026မှာပျော်ရွှင်ကြပါစေ